US မှာပေါ့တော့အခုတန်းနဲ့ချီတဲ့ illegal immigrant တွေကိုမောင်းထုတ်လိုက်တယ်အစပြောခဲ့တာဒီလို illegal immigrant တွေကိုမောင်းထုတ်လိုက်လို့ရှိရင်အမေရိကမှာရှိနေတဲ့ American နိုင်ငံသားတွေအများနဲ့နေထိုင်ခွင့်ရှိတဲ့လူတွေတခြား legal immigrant တွေအတွက်ပို့ပြီးတော့အလောက်ကန်နေကြမယ်လို့ပြောခဲ့တယ်ပေါ့နော်အခုတကယ်ရောလက်တွေ့မှာအဲ့လိုဖြစ်နေလားဒီကိစ္စကတော့အပြာတွေနဲ့အနီတွေနဲ့အခြေအတင်ဖြစ်နေတဲ့ကိစ္စပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းနဲ့ထွက်လာတဲ့ research တွေထွက်လာတဲ့ data တွေအရတော့ဘယ်ဘက်ကိုရိမ့်နေလဲဆိုတာအခုဒီဗီဒီယိုလေးပြီးသွားလို့ရှိရင်စဉ်းစားကြည့်ပေါ့နော်အဲ့ဒီတော့ကျွန်တော်အခုဒါလေးပြချင်တယ်ဒါကတော့ Congresswoman Pramila နဲ့ Professor Robert Lynch နဲ့ပေါ့နော်သူတို့ရဲ့ကြားနာပွဲမှာပြောသွားတဲ့ဟာလေးပေါ့နော်အဲ့ဒီတော့ Congresswoman မေးတယ်ပေါ့နော်တိုင်းနဲ့ချီတဲ့ illegal immigrant တွေကိုလက်တိုင်းပြည်တွေကမောင်းထုတ်လိုက်ပြီပေါ့နော်အခုလည်း2တန်းကျော်လောက်မောင်းထုတ်ပြီးပါပြီနောက်လည်းထပ်ပြီးတော့မောင်းထုတ်ဖို့စီစဉ်ရှိတယ်ဆိုတော့အစားပြောခဲ့သလိုပဲလေဒီတန်းနဲ့ချီတဲ့illegal immigrant တွေမောင်းထုတ်ပြီးပါလို့ရှိရင်တဲ့ American တွေကပို့ပြီးတော့အလုပ်တွေရလာမှာလားပေါ့နော် American တွေလို့ပြောတဲ့နေရာမှာဒါအကုန်လုံးပါတာပေါ့နော်အမေရိကန်နိုင်ငံသားဖြစ်ဖြစ်ဒီ permanent resident ဖြစ်ဖြစ် resident ဖြစ်ဖြစ်ပေါ့နော်ဒါတွေအကုန်လုံးကပို့ပြီးတော့လောက်ကန်တွေရလာမှာလားတဲ့ဒီ professor ကိုမေးတယ်ပေါ့နော်အဲ့တော့ professor ကတစ်ချက်ဘယ်လိုပြောလဲဆိုလို့ရှိရင်ဒါကပေါ့လူတော်များဒီလိုပဲမှတ်ယူကြတယ်ပေါ့နော်ဒါပေမဲ့ငါတို့ရဲ့ research တွေအရမြေပြင်မှာအဲ့လိုမဟုတ်ဘဲနဲ့ပြောင်းပြန်ဖြစ်နေတယ်တဲ့အဲ့လိုမျိုးဖြစ်နေတာကအချက်နှစ်ချက်ကြောက်ဆိုပြီးသူကထောက်ပြပါတယ်နံပါတ်1တစ်ချက်ကတော့ demand ကိစ္စပေါ့နော်အဲ့ဒီတော့ဗျာလွယ်လွယ်လေးစဉ်းစားကြည့်လို့ရှိရင်တန်းနဲ့ချီတဲ့လူတွေကရုတ်တရက်နိုင်ငံတွေကပျောက်သွားတယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုအရင်ဆုံးကအဲ့တန်းနဲ့ချီတဲ့လူတွေအရင်က consume လုပ်ခဲ့တဲ့ဟာတွေပေါ့ဥပမာတို့တွေဒီတိုင်းပဲအပြင်သွားနေနေလမ်းမှာ Uber ငှားစီတယ် Lyft ငှားစီတယ်လမ်းမှာရေတဘူးဝယ်တောက်တယ်ကိုလာတဘူးဝယ်တောက်တယ်ဒါမှမဟုတ်လို့ရှိရင်အိမ်ငှားနေတဲ့ကားဝယ်တယ်ဆိုင်ကယ်ဝယ်တယ်နော်စီဖြည့်တယ်ဒီလုံနေတဲ့ကိစ္စတွေအားလုံးရုတ်တရက်ကြီးရပ်သွားတာပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုရုတ်တရက်ကြီး demand တွေပျောက်သွားတယ်အဲ့ဒီတော့2တန်းကျော်လောက်ရှိတဲ့ demand တွေက US ရဲ့ဒီပြည်တွင်းပေါ့နော် domestic market တွေပျောက်သွားတယ်ဗျာအခုနကျွန်တော်ပြောတဲ့အေးဝယ်တောက်တဲ့လူကအေးဝယ်မတောက်တော့ဘူးနော်ကားငှားစီးတဲ့လူကကားငှားမစီးတော့အိမ်ငှားတဲ့လူကမငှားတော့ဘူးဆိုတော့ဘာဖြစ်သွားလဲဆိုတော့ demand ကရုတ်တရက်ကြီးရပ်သွားတော့ဒီ demand ကို supply လုပ်နေတဲ့ company တွေပေါ့နော်အဲ့ဒီ company တွေကလည်းအလုပ်တွေပါသွားတယ်ဒီအပိုင်းတွေမှာသတိထားမိမှာပေါ့ company တွေအလုပ်ဖြုတ်တယ်အသားဆက်ယုံတွေအေးဆက်ယုံတွေအလုပ်တွေဖြုတ်တယ်ဒါတွေကအခုန demand ကိစ္စပေါ်မှာမူတည်ပြီးတော့နောက်ဆက်တွဲဖြစ်လာတဲ့ကိစ္စတွေပေါ့နော်ပထမတော့ဒီ American တွေကငါတို့နဲ့ဘာမှမဆိုင်ဘူးပေါ့နော်ဒီ illegal immigrant တွေမရှိတော့တို့တက်ကောင်းတယ်ဘာညာထင်လာနေပြီးတော့ဒီ professor ထောက်ပြတဲ့တစ်ချက်ကအဲ့ဒီ illegal immigrant တွေမရှိတော့တဲ့ demand တွေကြောင့်အခုဆိုလို့ရှိရင်တော့ဒီ supply ကိုပေးနေတဲ့ company တွေစက်ရုံတွေကလည်းလူတွေ short လာတယ်နော်လူတွေ short လာတဲ့အတွက်ကြောင့်ဘလူတွေပါထိခိုက်လာတယ်ဆိုတာတော့ဒါစဉ်းစားကြည့်သိတယ်ပေါ့နော်လူတွေကတစ်ချက်ကကြတော့ဘာလဲဆိုလို့ရှိရင်တဲ့ illegal immigrant တွေကလုပ်တဲ့အလုပ်တွေကဒီ US နိုင်ငံသားတွေ US မှာရှိနေတဲ့လူတွေလုပ်တဲ့အလုပ်တွေနဲ့ကcompetitive ဖြစ်တာမဟုတ်ဘူးတဲ့ complement လုပ်နေတာတဲ့ဥပမာသူကဘာပေးသွားလဲစားတောက်ဆိုင်တစ်ခုမှာပေါ့နော်စားတောက်ဆိုင်တစ်ခုမှာအနောက်ထဲမှာပေါ့စားတောက်ဆိုင်အနောက်ထဲမှာဟင်းသီးရက်တွေလှီးနေတဲ့လူဒီပကံဆေးနေတဲ့လူတွေကအခုရုတ်တရက်မရှိတော့တဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲဆို productivity ကျသွားတယ်လေ productivity ဆိုတာဘာလဲဆိုထုတ်လုပ်နိုင်စွမ်းကျသွားတယ်ပေါ့ဥပမာစားတောက်ဆိုင်မှာလူအနောက်မှာဆေးပေးမဲ့လူမရှိဘူးဒါလှီးမဲ့ချူမဲ့လူမရှိတဲ့အတွက်ကြောင့်ဘာဖြစ်သွားလဲသူကထုတ်လုပ်တဲ့ menu ထုတ်နိုင်အားတွေကျသွားအဲ့တော့လာစားတဲ့လူတွေကလည်းနှေးသွားမယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒါ domino effect နေနဲ့နောက်ပြန်လဲတာပေါ့နော်အဲ့ဒီတော့ဆိုင်ရာ productivity ကျလာတယ်စက်ရုံက productivity ကျလာတဲ့အတွက်ကြောင့်ဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီလုပ်သားတွေနဲ့ complementary လုပ်နေတဲ့ဥပမာစားတောက်ဆိုင်ဆိုလို့ရှိရင်အရှိရ waiter တွေ waitress တွေလည်းအများကြီးမလို့တော့ဘာဖြစ်လို့ဆိုစားတောက်ဆိုင်ကိုယ်တိုင်ဒီစက်ရုံကိုယ်တိုင်က productivity ကျလာလို့ပေါ့နော်အဲ့တော့ဥနာ illegal immigrant တွေမလုပ်တဲ့နေရာတွေပါအလုပ်တွေပြုတ်လာတယ်တဲ့ဒါကဒီ professor ထောက်ပြသွားတဲ့အချက်တွေပေါ့နော်တကယ်မြေပြင်မှာလည်းအားလုံးဒီတွေ့နေကြတဲ့အတိုင်းပဲတလားတစ်ခါဒီ payroll data တွေထွက်လို့ရှိရင်လည်းအလုပ်တွေကပြုတ်တဲ့ပြုတ်လာတယ်ပေါ့နော်တောင်းနဲ့ချီပြီးပြုတ်တယ်တောင်းနဲ့ချီပြီးပြုတ်တာတွေခဏကြားနေရအဲ့ဒီတော့ဒီဟာတွေကဘယ်ဥတီနေလဲဘာတွေဖြစ်လာနိုင်လဲသူတို့ထောက်ပြသွားတဲ့အချက်တွေကိုမှန်လားမမှန်လားမိတ်ဆွေတို့ကဘယ်လိုထင်လဲဘယ်လိုမြင်လဲ comment မှာရေးပါနော်